အခုကျွန်တော်အခုပြပေးမှာကျွန်တော်တို့မိနစ်က86ခုအောင်ခဲ့တဲ့ site ကလေးနော်မိနစ်က68ခုအောင်ခဲ့တဲ့ site ပေါ့နော်ဟုတ်ကဲ့အားလုံးကြည့်အောင်နော်နှူးမင်္ဂလာကဏ္ဍမှာတဲ့ခွန်ကိုးနောက်တွဲထွက်တာနော်နှူးမင်္ဂလာကဏ္ဍမှာခွန်ကိုးနောက်တွဲထွက်တယ်နော်အဲ့ဒီခွန်ကိုးနောက်တွဲထွက်တယ်အဲ့ဒီခွန်ကိုးနောက်တွဲမထွက်ခင်မှာတဲ့သူ့ရဲ့ရှေ့တစ်နှစ်ကျော်9ချိန်မြောက်မှာနော်8ထိပ်နဲ့ဒီသုံးလုံး4ဆိုပြီးတော့ခောက်ထားတာနော်8ထိပ်နဲ့8ထိပ်စီနဲ့ဒီသုံးလုံး4ခောက်ထားတယ်နော်အဲ့ခွန်ကိုးနောက်တွဲရဲ့ရှေ့တစ်နှစ်ကျော်မှာ8ထိပ်ဒီသုံးလုံး4ခောက်ပြီးကမှသူကနေဒီချိန်2ချိန်စောင်းတက်လိုက်ခွန်ကိုးနောက်တွဲဖြစ်တာနော်ဒါပထမကနော်ဒုတိယကဒီမှာရှိမယ်နော်ဒုတိယကဒီမှာခွန်ကိုးနောက်တွဲနော်အဲ့ခွန်ကိုးနောက်တွဲထွက်တယ်နှုတ်မင်္ဂလာကဏ္ဍမှာနော်နှုတ်မင်္ဂလာကဏ္ဍမှာခွန်ကိုးနောက်တွဲထွက်တယ်ထွက်တော့အဲ့ခွန်ကိုးနောက်တွဲရှစ်တစ်နှစ်ကျော်မှာတဲ့သူက9ချိန်မြောက်မှာ8ထိပ်စီးနဲ့ဒီသုံးလုံး4လို့ခောက်ထားတာနော်ခောက်ထားပြီးကမှသူကအဲ့4ရဲ့တစ်ချိန်2ချိန်စောင်းတက်လိုက်ဒီခွန်ကိုးနောက်တွဲထွက်တာနော်ဒါဒုတိယကဟုတ်ပြီတတိယကနော်တတိယကဒီမှာခွန်ကိုးနောက်တွဲထွက်တယ်နော်အဲ့ခွန်ကိုးနောက်တွဲမထွက်ခင်သူ့ရှစ်တစ်နှစ်ကျော်မှာတဲ့9ချိန်မြောက်မှာ8ထိပ်စီးနဲ့ဒီသုံးလုံး4ခောက်ထားတာပုံလေးခန်းထားတာနော်ဟုတ်ပြီနော်အဲ့ဆိုရင်အဲ့ဒီခွန်ကိုးနောက်တွဲထွက်တဲ့နှစ်ထဲမှာတဲ့နော်အဲ့ဒီခွန်ကိုးနောက်တွဲထွက်တဲ့နှစ်ထဲမှာသူက6ထိပ်စီးနဲ့စီနီယာကဏ္ဍတစ်ခွက်လိုက်ထွက်ပြီးတယ်တဲ့နော်6ထိပ်စီးနဲ့စီနီယာကဏ္ဍတစ်ခွက်လိုက်ထွက်ပြီးတယ်နော်အဲ့ဒီ6ထိပ်စီးနဲ့စီနီယာကဏ္ဍတစ်ခွက်လိုက်ထွက်တယ်ဒုတိယကကြလို့ရှိရင်သူကခွန်ကိုးနောက်တွဲအဲ့နှစ်ထဲမှာခွန်ထိပ်စီးနဲ့စီနီယာကဏ္ဍတစ်ခွက်နော်ခွန်ထိပ်စီးနဲ့စီနီယာကဏ္ဍတစ်ခွက်လိုက်ထွက်တယ်နော်ဟိုတတိယကကြတော့သူကဒီခွန်ကိုးနောက်တွဲနှစ်ထဲမှာတဲ့8ထိပ်စီးနဲ့စီနီယာကဏ္ဍတစ်ခွက်နော်6ထိပ်စီးပထမကမှာ6ထိပ်စီးနဲ့စီနီယာကဏ္ဍတစ်ခွက်ဒုတိယကမှာခွန်ထိပ်စီးနဲ့စီနီယာကဏ္ဍတစ်ခွက်နော်အခုဒီမှာတတိယကမှာ8ထိပ်စီးနဲ့စီနီယာကဏ္ဍတစ်ခွက်လိုက်ထွက်တယ်နော်ဟုတ်ပြီအဲ့တော့အဲ့ပထမကကိုပြန်သွားမယ်နော်အဲ့ခွန်ကိုးနောက်တွဲနှစ်ထဲမှာတဲ့အဲ့6ထိပ်စီးနဲ့စီနီယာကဏ္ဍတစ်ခွက်လိုက်ထွက်တယ်အဲ့ဒီကဏ္ဍဒီသူ့ရဲ့နောက်နှစ်ကိုပြန်လိုက်ထွက်ပေးရတယ်နော်သူ့ရဲ့နောက်နှစ်ကိုပြန်လိုက်ထွက်တယ်အဲ့6ထိပ်စီးနဲ့စီနီယာကဏ္ဍတစ်ခွက်ကနောက်နှစ်မှာလိုက်ထွက်တယ်ပြန်ပြီးတော့နော်ဒီမှာပြန်ထွက်တယ်သူထွက်တော့မယ်ဆိုလို့ရှိရင်တဲ့သူကအဲ့ဒီကဏ္ဍထွက်တော့မယ်ဆိုရင်တဲ့သူကဒီမှာစပြီးတော့သူခွန်ကိုးနောက်တွဲမကြခင်သူ့ရှစ်တစ်နှစ်ကျော်မှာခုနက8ထိပ်စီးနဲ့ဒီသုံးလုံး4ခောက်ထားတဲ့အတွက်အဲ့8ထိပ်စီးကကွာရှစ်ကြရပါမယ်တဲ့နော်အဲ့8ထိပ်စီးကကွာရှစ်ကြရမယ်နော်အဲ့ကဏ္ဍပြန်ထွက်တဲ့အချိန်မှာနော်ဒီ8ခုကြောင့်ပြန်ထွက်တဲ့အချိန်မှာအဲ့8ထိပ်စီးကကွာရှစ်ပြန်ထွက်တယ်ထွက်ပြီးရတယ်ခုနကဒီမှာဒီ4ခောက်ထားတဲ့ကောင်နော်8ထိပ်စီးဒီသုံးလုံး4ခောက်ထားတာ8ထိပ်စီးကကွာရှစ်ပြန်ထွက်မယ်ထွက်ပြီးတော့ဒီသုံးလုံးခောက်ထားတဲ့4က break 4လို့ဒီမှာကြာရမှာနော်ဟုတ်တယ်နော်အဲ့တော့8ထိပ်စီးကကွာရှစ်ကြာမယ်ကြာပြီးအဲ့ကွာရှစ်ကစောင်းမှာ6နောက်ပိတ်ပုံသေး6နောက်ပိတ်ပုံသေးအဲ့ကွာရှစ်နဲ့6နောက်ပိတ်နဲ့ပေါင်းရင်4ဒီ break 4လို့ကြာပြီးကမှအဲ့ဒီအောက်မှာအဲ့ဒီ8ခု6အဲ့6ထိပ်စီးနဲ့စီနီယာကဏ္ဍပြန်ကြတာနော်6ထိပ်စီးနဲ့စီနီယာကဏ္ဍအဲ့မှာပြန်ကြတာနော်ဒါပထမကဒုတိယကနော်ဒုတိယကဒီမှာခွန်ကိုးနောက်တွဲနှစ်ထဲမှာတဲ့နော်ဒီ8ထိပ်စီးနဲ့ဒီသုံးလုံး4ခောက်ထားတဲ့အတွက်အဲ့အထောက်နဲ့နော်သူပြန်ကြတော့မယ်ဆိုရင်အဲ့အထောက်နဲ့ပိုင်းတာခွန်ကိုးနောက်တွဲနှစ်ထဲမှာတဲ့8ထိပ်စီးနဲ့ပြီးတော့ခွန်ထိပ်စီးနဲ့စီနီယာကဏ္ဍတစ်ခွက်တဲ့နော်ခွန်ထိပ်စီးနဲ့စီနီယာကဏ္ဍတစ်ခွက်အဲ့ကဏ္ဍဒီတဲ့သူ့ရဲ့နောက်နှစ်ကိုပြန်လိုက်ထွက်ရမယ်တဲ့နော်ဒီမှာထွက်ပြီနော်သူ့ရဲ့နောက်နှစ်ကိုပြန်လိုက်ထွက်တယ်အဲ့သူထွက်တော့မယ်ဆိုလို့ရှိရင်ဒီခွန်ကိုးနောက်တွဲရဲ့8တစ်နှစ်ကျော်မှာသူ8ထိပ်စီးပုံနေနဲ့ဒီသုံးလုံး4ခောက်ထားတာဖြစ်တဲ့အတွက်အဲ့8ထိပ်စီးဒီတဲ့သူထွက်တော့မယ်ဆိုလို့ရှိရင်သူပြန်ထွက်တော့မယ်ဆိုအဲ့8ထိပ်စီးဒီကွာပေါင်းချင်း8လို့သူလောင်ထောက်ထားရမှာနော်ထောက်ပြီးကမှအဲ့8ကဲပေါင်းချင်း8ကဲအောက်ဆောင်မှာ6နောက်ပိတ်ပုံသေးအဲ့ဒီကွာ8နဲ့6နဲ့ပေါင်းချင်း14အဲ့14ဒီ break 14လို့ကြာပြီးတာနဲ့သူ့အောက်မှာအဲ့ဒီ9ချက်ခွန်ထိပ်စီးနဲ့စီနီယာကဏ္ဍပြန်ထွက်တာနော်အဲ့ဒီ14ဒီခုနကတော့ဒီမှာခောက်ထားတဲ့14ကြောင့်နော်ဟုတ်ပြီဒါဆိုရင်တတိယကအတတိယကဒီသူကခွန်ကိုးနောက်တွဲနှစ်ထဲမှာတဲ့ပထမကံမှာတော့သူက6ထိပ်စီးနဲ့စီနီယာကဏ္ဍဒုတိယကံမှာခွန်ထိပ်စီးနဲ့စီနီယာကဏ္ဍအခုတတိယကံမှာ8ထိပ်စီးနဲ့စီနီယာကဏ္ဍတစ်ခွက်လိုက်ထွက်တယ်အဲ့ဒီကဏ္ဍသူ့ရဲ့နောက်နှစ်ကိုပြန်ထွက်ပေးရတယ်တဲ့နော်ပြန်ထွက်ပေးရတယ်သူထွက်တော့မယ်ဆိုလို့ရှိရင်ခုန8ထိပ်စီးနဲ့ဒီ3 4ခောက်ထားတာပုံလေးဖြစ်တဲ့အတွက်သူထွက်တော့မယ်ဆိုရင်လည်းသူ့ရဲ့ဘယ်ဘက်အပေါ်ဆောင်တစ်နှစ်ကျော်မှာသူကကွာရှစ်ကပုံသေးပါတဲ့နော်ကွာရှစ်ပုံသေးထောက်ပြီးတော့6နောက်ဘက်ကလည်းပုံသေးနော်အဲ့ကွာရှစ်နဲ့6နောက်ဘက်နဲ့ပေါင်းရင်14အဲ့14တီ14ပေါ့နော်အဲ့14တီတဲ့ break 4လို့ဒီမှာကြပြီးကမှသူကသူ့အောက်မှာအဲ့ဒီ6 8ခုဆိုတဲ့6ထိပ်စီးနဲ့8ထိပ်စီးနဲ့စီနီယာကလည်း6 8ခုကအဲ့မှာပြန်ပြီးတော့ထွက်ပေးရတာနော်ဒီမှာကျွန်တော်ဒီစင်မှာကျွန်တော်အောင်ခဲ့တယ်နော်ဒီချိန်မှာပဲဖမ်းပေးခဲ့တယ်မနှစ်ကဒီချိန်မှာ6 8ခုဒီချိန်မှာမိအောင်ဖမ်းနိုင်တယ်နော်ဒီကနန်းအောင်ခဲ့တယ်နော်ဟုတ်ပြီအဲ့တော့အဲ့ဒီကနန်းအောင်ပြီးတော့အခုဘာကိုပြပြကျင်တာလဲဆိုတော့အဲ့ဒီအဆက်ပေါ့နော်အဲ့ဒီအဆက်အဲ့ဒီခွန်ကိုးနောက်တွဲနှစ်ထဲမှာတဲ့သူအဲ့ဒီ6 8ခုဆိုတဲ့ကနန်း6ထိပ်စီးနဲ့စီနီယာကနန်းတကွ6 8ခုဆိုတဲ့ကနန်းကဒီနောက်နှစ်ကိုသူကလိုက်ထွက်တယ်နော်ထွက်ပြီးရတယ်သူစောင်းမှာပုံတေပရိတ်55ထွက်တယ်နော်အဲ့ဒီ6ထိပ်စီးနဲ့စီနီယာကနန်းရဲ့ပေါ်ဆောင်မှာညာဘက်အပေါ်ဆောင်မှာပရိတ်55ကနန်းတကွလိုက်ထွက်တယ်နော်အဲ့ဒီကနန်းပရိတ်55ကနန်းဒီတဲ့နောက်နှစ်ကိုပြန်ထွက်ရမှာနော်နောက်နှစ်ကိုပြန်လိုက်ထွက်တယ်သူကအဲ့ဒီ6ထိပ်စီးနဲ့စီနီယာကနန်းရဲ့စောင်းမှာပရိတ်55ထွက်တယ်အဲ့ပရိတ်55ကနန်းဒီနောက်နှစ်ကိုပြန်လိုက်ထွက်တယ်နော်အဒုတိယကမှလည်းအဲ့တိုင်းပဲနော်ဒီမှာသူကခွန်ကိုးနောက်တွဲနော်အဲ့ခွန်ကိုးနောက်တွဲနှစ်ထဲမှာသူကပထမ6ထိပ်စီးဒုတိယခွန်ထိပ်စီးနဲ့စီနီယာကဏ္ဍတစ်ခွက်ထွက်တယ်နော်အဲ့ဒီကဏ္ဍဒီသူ့ရဲ့နောက်နှစ်ကိုလိုက်ပြန်ထွက်တယ်ထွက်ပြီးရတယ်အဲ့ခွန်ထိပ်စီးနဲ့စီနီယာကဏ္ဍရဲ့စောင်းမှာပရိတ်55ကဏ္ဍပုံသေးတစ်ခွက်လိုက်ထွက်တယ်တဲ့နော်အဲ့ဒီခွန်ထိပ်စီးနဲ့စီနီယာကဏ္ဍရဲ့စောင်းမှာပရိတ်55ပုံသေးထွက်တယ်အဲ့ပရိတ်55ကဏ္ဍဒီနောက်နှစ်ကိုလိုက်ထွက်ပေးတယ်နော်နောက်နှစ်ကိုလိုက်ထွက်ပေးတယ်နော်ဒီမှာ258ဟုတ်ပြီဒါဆိုရင်တတိယကအခုတတိယကခွန်ကိုးနောက်တွဲနှစ်ထဲမှာပထမကမှာ6ထိပ်စီးနဲ့စီနီယာကဏ္ဍဒုတိယကမှာခွန်ထိပ်စီးနဲ့စီနီယာကဏ္ဍအခုတတိယကမှာ8ထိပ်စီးနဲ့စီနီယာကဏ္ဍအဲ့8 6ခုဆိုတဲ့ကဏ္ဍလိုက်ထွက်တယ်အဲ့နှစ်ထဲမှာထွက်ပြီးရတယ်သူ့ရဲ့နောက်နှစ်ကိုအဲ့8 6ခုဆိုတဲ့စီနီယာကဏ္ဍပြန်လိုက်ပြီးတော့ထွက်ပေးရတယ်နော်အထွက်ပေးရတာအဲ့8 6ထိပ်စီးနဲ့စီနီယာကဏ္ဍရဲ့စောင်းမှာပရိတ်55ဒီပုံသေးကစားတယ်နော်ပရိတ်55ကဏ္ဍတစ်ခွက်
ပုံတွေကစားတယ်နော်ဒုတိယကမှလည်းသူဒီတိုင်းပဲနော်ဒီခွန်ထိပ်စီးနဲ့ပရိတ်15ခွန်ထိပ်စီးနဲ့စီနီယာကနန်းရဲ့ဇောင်းမှာပရိတ်15ပုံတွေကစားတယ်အဲ့ဒီ15ပရိတ်ကနန်းဒီနောက်နှစ်ကိုပြန်လိုက်ထွက်ပေးတာနော်ဒီမှာပြန်ထွက်ပေးတာပထမကမှလည်းဒီတိုင်းပဲနော်အခုဒုတိယကမှ8ထိပ်စီးနဲ့တတိယကကျတော့8ထိပ်စီးနဲ့စီနီယာကနန်းဇောင်းမှာပရိတ်15ကနန်းပုံတွေလိုက်ထွက်တယ်အဲ့ဒီရှင်5နှစ်ဆိုတော့ကနန်းအခုနှစ်ထဲကိုလိုက်ထွက်ပေးရမှာနော်အခုနှစ်ထဲလိုက်ထွက်ပေးရမှာကိုကျွန်တော်ကဒီချိန်မှာဖမ်းပေးထားတယ်နော်ဒီချိန်မှာဖမ်းထားတယ်ဘာကြောင့်လဲဆိုတော့ဘာကြောင့်ဒီချိန်မှာဖမ်းလဲဆိုတော့ဒီမှာကျွန်တော်ကရှင်5နှစ်နော်ဘာကြောင့်ဒီချိန်မှာဖမ်းထားလဲဆိုတော့ဒီချိန်မှာဒီ6ထိပ်စီးနဲ့စီနီယာကနန်းတစ်ခွက်လိုက်ထွက်တယ်နော်အဲ့ခွန်ကိုနောက်ွယ်နှစ်ထဲမှာ6ထိပ်စီးနဲ့စီနီယာကနန်းတစ်ခွက်လိုက်ထွက်တယ်အဲ့ဒီကနန်းရဲ့ဇောင်းမှာပရိတ်15ပုံတွေပရိတ်15ကနန်းတစ်ခွက်ပုံတွေထွက်တယ်ထွက်ပြီးရတယ်သူအဲ့ကနန်းဒီသူ့နောက်နှစ်ကိုလိုက်ထွက်တော့မယ်ဆိုရင်တဲ့လိုက်ထွက်တော့မယ်ဆိုရင်သူကလေးနောက်ပိတ်ကဘေးမှာပဲကတ်ထွက်ပေးတယ်နော်အဲ့ဒီလေးနောက်ပိတ်ဒီပထမစီနီယာကနန်းပြန်ကြတဲ့တော့ထောက်ထားတဲ့ဒီလေးတွေပေါ့နော်ဒီလေးခောက်ထားတာနော်ဒီ8ထိပ်ပုံတွေနဲ့ဒီ3လုံးလေးခောက်ထားတယ်အဲ့ဒီလေးဒီပရိတ်လေးလိုကြပြီးကံမှာ86ပုံ8ထိပ်နဲ့စီနီယာကနန်း6ထိပ်နဲ့စီနီယာကနန်းပြန်ထွက်ခဲ့တာနော်အဲ့ဒီလေးတွေကြောင့်အခုဒီ9ပရိတ်ကနန်းထွက်တော့မယ်ဆိုလို့ရှိရင်လည်းပဲတဲ့သူကလေးနောက်ပိတ်ကဘေးမှာထွက်တယ်အဲ့ဒီလေးနောက်ပိတ်ဒီလည်းပဲပရိတ်လေးရဲ့အောက်မှာကြားတယ်လေးနောက်ပိတ်တဲ့နော်ပရိတ်လေးရဲ့အောက်မှာကြားတယ်လေးနောက်ပိတ်သူ့လေးနောက်ပိတ်ကဘေးမှာပြန်ထွက်တယ်နော်သူထွက်လိုက်တာနဲ့တပြိုင်နက်တည်းသူကခွန်ကိုနောက်တွဲဒီ6ဖြစ်တဲ့အတွက်တဲ့6ပဲပါပါပရိတ်3ခုပေါင်းရင်ကို1လို့သူကပြန်ချုပ်ထားတယ်နော်ပရိတ်3ခုပေါင်းရင်9ပရိတ်1ပရိတ်5ပရိတ်ပရိတ်3ခုပေါင်းရင်1ပြန်ချုပ်ထားတယ်လေးနောက်ပိတ်ကဘေးမှာလည်းဖြစ်ရမယ်နော်ပရိတ်လေးအောက်မှာကြားတယ်လေးဒုတိယကကျပရိတ်3ရဲ့အောက်မှာကြားတယ်လေးပေါ့နော်အဲ့လိုမျိုးဟုတ်ပြီဒါဆိုဒုတိယကကိုသွားမယ်နော်ဒုတိယကခွန်ကိုနောက်တွဲနှစ်ထဲမှာအဲ့ဒီခွန်ထိပ်ပထမက8ထိပ်ကြီးနဲ့စီနီယာဒုတိယခွန်ထိပ်ကြီးနဲ့စီနီယာကနန်းအဲ့ကနန်းရဲ့ဇောင်းမှာပရိတ်15ကနန်းလိုက်ထွက်တယ်အဲ့ပရိတ်15ကနန်းတော့ဒီနောက်နှစ်ကိုလိုက်ပေါက်တော့မယ်ဆိုလို့ရှိရင်တဲ့သူကလေးနောက်ပိတ်ကဘေးမှာပဲပေါက်ပါတယ်တဲ့နော်လေးနောက်ပိတ်ကဘေးမှာပေါက်တယ်အဲ့ဒီလေးနောက်ပိတ်ဒီပထမကမှတော့ပရိတ်73ရဲ့အောက်ကလေးနောက်ပိတ်နော်အခုဒုတိယကပထမကမှပရိတ်14ရဲ့အောက်ကလေးနောက်ပိတ်အခုဒုတိယကကျတော့ပရိတ်73ရဲ့အောက်ကလေးနောက်ပိတ်နော်အဲ့ဘေးမှာသူပေါက်တယ်သူပေါက်တဲ့ချိန်မှာလည်းပဲသူကပရိတ်3ခုပေါင်းရင်ကိုခွန်ကိုနောက်တွဲဒီ6ဖြစ်တဲ့အတွက်6ပဲပါပါပရိတ်3ခုပေါင်းရင်1ထောက်ပြီးကမှနော်ပရိတ်3ရဲ့ပရိတ်6ပဲပရိတ်5ရဲ့နော်365ဆိုပရိတ်3ခုပေါင်းရင်1လို့ထောက်ပြီးကမှသူကြာတာနော်ဟုတ်ပြီဒါဆိုရင်တတိယကခွန်ကိုနောက်တွဲကြာတယ်အဲ့နှစ်ထဲမှာတဲ့သူက8ထိပ်စီနဲ့စီနီယာကနန်းနော်ကြာတယ်သူ့တောင်းမှာပရိတ်15ကနန်းထွက်တယ်ထွက်ပြီးတော့သူ့အဲ့ကနန်းနောက်တစ်ကိုလိုက်ထွက်ဖို့တော့ဒီမှာ၄နောက်ပိတ်လိုက်ပြီးသူကနော်၄နောက်ပိတ်ကဘေးမှာကြာရမှာအဲ့၄နောက်ပိတ်ဒီလေပထမကမှာပရိတ်14ရဲ့အောက်က၄နောက်ပိတ်ဒုတိယကမှာပရိတ်73ရဲ့အောက်က၄နောက်ပိတ်အခုတတိယကပရိတ်12ရဲ့အောက်က၄နောက်ပိတ်ဖြစ်ရမယ်နော်အဲ့ဘေးမှာထွက်မှာအဲ့သူထွက်တော့မယ့်ချိန်မှာလည်းပဲသူအဲ့တိုင်းပဲတဲ့နော်ခုံကုန်းနောက်တွဲဒီပေါင်းချင်း6ဖြစ်တော့6ပါမှာပရိတ်3ခုပေါင်းချင်း1ဖြစ်ရမှာဒီမှာနော်ပရိတ်3ခုပေါင်းချင်း1ဖြစ်ရမှာဆိုတော့1က9ရဲ့ဆိုတော့ဒီမှာပရိတ်9ထည့်ရမှာပေါ့နော်ဒီရှင်9နှစ်ကလည်းဒီချိန်မှာပြန်ထွက်ရမှာအဲ့ဒီချိန်မှာပရိတ်3ခုပေါင်းချင်းလည်း1ဖြစ်နေရမှာနော်အဲ့ဒီ၄နောက်ပိတ်တွေဒီငကုံ frame ခံရတော့8ထိပ်နော်ဒီ3ခုပေါင်းချင်း4နော်8ထိပ်ဒီကနန်း3ခုပေါင်းရင်4ဖြစ်တဲ့အတွက်နော်ဒီမှာပြန်ကြကစားတဲ့အချိန်မှာလည်းဘရိတ်လေးကြပြီးမှပြန်ကြကစားခဲ့တာဖြစ်တဲ့အတွက်စီနီယာကနန်းပြန်ကြတဲ့အချိန်မှာလည်းဘရိတ်လေးထွက်ပြီးမှပြန်ကြတာဖြစ်တဲ့အတွက်အဲ့ဒီအခု15ဘရိတ်ကနန်းကိုဖမ်းတဲ့ခါကျတော့၄နောက်ပိတ်ကအဲ့၄နောက်ပိတ်ကဘေးမှာလို့ယူဆတာပေါ့နော်ဟုတ်ကဲ့နော်အားလုံးပဲဒီလောက်ဆိုရှင်းမယ်ထင်ပါတယ်ဗျာနော်အားလုံးပဲအဲ့တော့ကျွန်တော်အခုချိန်မှာရှင်5နှစ် R ပေါ့ဗျာနော်ရှင်5နှစ် R လို့တွက်လိုက်နော်ရှင်5နှစ် R နော်ကြိုက်တယ်လူကနှိုးထိုးတာပါဗျာနော်မကြိုက်တယ်လူကကြောသွားပါနော်အားလုံးပဲကိုလက်ကံကောင်းကြပါစေဗျာနော်